အော်ဒါကအလွန်ညံကောင်းတဲ့လူငယ်လေးတစ်ဦးဖြစ်ပါသူကပောက်ကွဲဖို့25စက္ကန့်သာလိုတော့တဲ့ဘုံတစ်လုံးကိုဖြုတ်ဖို့ကြိုးစားနေတာပါဒါပေမဲ့သူကကြိုးမကိုဖြတ်မိသွားပြီးဘုံပေါက်ကွဲဖို့အချိန်ကိုပုံမြန်သွားစေခဲ့ပါရုတ်တရက်အမျိုးသမီးတစ်ယောက်ကလမ်းခေါ်လိုက်လို့ဝေါ်တာအာယုံလွင့်သွားပြီးလက်ထဲကဘုံကအိမ်ထဲမှာလွင့်ပြန်သွားပါတယ်တကယ်တော့အဲ့ဒီပစ္စည်းကကစားစရာပဲဖြစ်ပြီးဝေါ်တာလေးဟာသူ့အမေဝင်မနှောက်ယှက်ခင်ထိသူ့ရှို့လုံးတန်းကစားနေတာပါအဲ့နောက်ကလေးလေးဟာသူ့အမေရဲ့မရှင်တွေမှာသုံးဖို့ဆိုပြီးဖုန်းကိုဖျက်ဆီးပြီးတီထွင်မှုတစ်ခုလောက်ပြပါအဲ့ဒါကတော့ရန်သူကိုတိုက်ခိုက်ဖို့အတွက်ဝင်းလက်တဲ့အမုံမွားတွေပန်းထုတ်လိုက်တာပဲဖြစ်ပါ14နှစ်အကြာမှာတော့ထိပ်တိုင်းစပိုင်လန်စတာလင်ဟာဂျပန်နိုင်ငံမှာလက်နက်ကင်နှစ်ယောက်နဲ့ရင်ဆိုင်နေရပါတယ်သူဟာအေးစီးစွာနဲ့ပဲတယောက်ကိုအာယုံလွဲပြီးတနက်ကိုကန်ထုတ်လိုက်ပါတယ်ရုပ်တွင်းနေတော့မှပဲနောက်တစ်ယောက်ကိုလက်နဲ့ဖြုတ်လိုက်ပြီးအဲ့အချိန်မှာပဲခိုးတကောင်ကတတိလစ်နေတဲ့သူတွေပေါ်ချေးပါချလိုက်ပါတယ်လန်စာသူ့ဝစ်စုံကခြေသီးနှလုံးကိုဖြုတ်လိုက်ရမှာကင်မရာအဖြစ်သုံးလို့ရတဲ့ drone လေးတွေဖြစ်သွားပါတယ်သူဟာမူရည်စေကုန်တဲ့ကာဆူကီမူရာစီကနေအလွန်စွမ်းအားကြီးတဲ့ဆက်ပစ္စည်းကိုခိုးယူဖို့တာဝန်ပေးခံရတာပါစစ်စင်ရေးဖွဲ့ကောင်းဆောင် Joy Jenkins ကအဲ့ဒီနေရာမှာယာကူဇာတွေအများကြီးရှိတယ်လို့တတိပေးပေမဲ့ Lance ကတော့အကူအညီကိုမဆောင်ပဲတယောက်တည်းဝင်တိုက်ပါတယ်လူမိုက်တွေတောက်စားမှုရင်နေတော့မှ Lance ဟာငါးကန်ထဲကနေတဆင့်ဝင်လာပါတယ်အဲ့ဒီအချိန်မှာဆက်ရုပ်လက်နဲ့ခီလန်ဆိုတဲ့လူတစ်ယောက်ပေါ်လာပြီး drone တစ်တာကိုဆွဲယူလိုက်ပါတယ်။ Lance ဟာငါးကန်ကိုဖောက်ခွဲလိုက်ပြီးထွက်လာတဲ့ရေလိုင်းနဲ့ရန်သူတွေကိုတိုက်ခိုက်ပါတယ်။သူဟာကနန်းတွေကိုတုံးပြီးပထမရန်သူကိုနှိမ်နင်းတယ်လို့ကလထိုင်နဲ့ပလင်းတွေကိုတုံးပြီးတော့လေကျွမ်းကျင်စွာတိုက်ခိုက်နေပါတယ်။အခုတော့သူဟာတစ်တာကိုရဖို့လူမိုက်ခိုင်းချုပ်ကြီးနဲ့ရင်ဆိုင်နေရပါပြီ။သူဟာလူကောင်ကြီးကိုလေပင်ကိုရိုက်ပြီးအနိုင်ယူလိုက်ပေမဲ့ခီလန်နဲ့ထိတ်တိုက်တိုးပါတယ်။ Lance ကလက်နဲ့ပစ်ပေမဲ့ခီလန်ရဲ့ဆက်ရုပ်လက်ကလွယ်ကူကူပြန်တိုက်ထုတ်လိုက်ပါတယ်။ခီလန်က Lance ရဲ့မျက်နှာကိုစကန်ဖက်ယူလိုက်ပြီးတတ်ဖို့ပြင်ပါတယ်။ Lance ကလျှက်စင်ကားနဲ့ပြန်ပစ်လိုက်လို့ခီလန်တက်လိုက်ပြီးတတိလစ်သွားပါတယ်။အဲဒီနောက် Lance ဟာရန်သူတွေဝိုင်းထားခံရလို့မီးခိုးပုံခွဲပြီးထွက်ပြေးဖို့ကြိုးစားပါတယ်။မီးခိုးထဲမှာချစ်စရာကြောင်လေးပုံစံနဲ့လင်းလက်တဲ့အမုံတွေထွက်လာလို့လူမိုက်တွေရော Lance ပါခဏတာကြောင်သွားပါတယ်။အဲဒီနောက်မှာတော့ Lance ဟာအပေါ်ကိုခုန်တက်ပြီးထွက်ပြေးရမှာဘုံတစ်လုံးကိုအသုံးချပြီးခီလန်ရဲ့ရဟတ်ရင်စီကိုလွင့်ပြန်သွားကတစ်တာကိုခိုးယူနိုင်ခဲ့ပါတယ်။ဌာနချုပ်ကိုပြန်ရောက်တဲ့အခါအားလုံးက Lance ကိုဝိုင်းပြီးတော့ချီးကျူးကြပါတယ်။အဲဒီမှာ Water နဲ့တွေ့ပြီး Lance ကဘာလို့ဘုံအစားအမုံမွားတွေထည့်ထားလဲလို့မေးပါတယ်။ Water ကလက်နဲ့တွေဟာအန္တရာယ်ရှိတာထက်ညံကောင်းရမယ်လို့ယုံကြည်နေသူပါ။အဲဒီနောက်မှာတော့ Lance က Water ကိုအလုတ်ထုတ်လိုက်တဲ့အတွက် Water လေးဟာစိတ်မကောင်းစွာနဲ့ထွက်သွားရပါတယ်။ Lance ကတစ်တာကိုအဖွဲချုပ်စီယူသွားခဲ့ပေမဲ့ဖွင့်ကြည့်လိုက်တဲ့အခါမှာဘာမှမရှိတော့ပါဘူး။အဲဒီအချိန်မှာစုံစမ်းစစ်ဆေးရေးအရာရှိမာစီပေါ်လာပြီး Lance ဟာ drone ကိုခိုးသွားတယ်လို့စွပ်စွဲပါတယ်။ Keelan က Lance ရဲ့မျက်နှာကိုတုံးပြီး drone ကိုခိုးသွားတဲ့ဗီဒီယိုကိုပြတဲ့အတွက်အားလုံးက Lance ကိုအထင်မှားကုန်ပါတယ်။ Lance ဟာထွက်ပြေးဖို့ကြိုးစားပြီးသူ့ကိုဖမ်းမဲ့သူတွေကိုကျွမ်းကျင်စွာရှောင်တိန်ခဲ့ပါတယ်။တစ်ဖက်မှာလည်း Keelan ဟာ Lance ရဲ့အသွင်ကိုယူပြီးလက်နက်တိုက်ထဲကလက်နက်တွေကိုဖျက်ဆီးပစ်ပါတယ်။ Lance ဟာပုံးနေတုံးမှာကိုရုံဖြောက်တဲ့နီလန်ရှိတဲ့ Water စီကိုတွားခဲ့ပါတယ်။ Lance ဟာမတိဘဲနဲ့ Water ရဲ့စမ်းသပ်ဆဲဆေးရည်ကိုတောက်မိသွားပါတယ်။တကယ်တော့အဲ့ဒီဆေးဟာ DNA ကိုပြောင်းလဲပေးပြီးခိုးတကောင်အဖြစ်အသွင်ပြောင်းပေးမှာပဲဖြစ်ပါ။အဲဒီနောက်မှာတော့ Lance တကိုယ်လုံးနာကျင်စွာနဲ့ပြောင်းလဲသွားပြီးနောက်ဆုံးမှာတော့ခိုပြာလေးတကောင်ဖြစ်သွားပါတော့တယ်။အခုတော့ Lance ဟာ360ဒီဂရီမြင်နေရပေမဲ့ခိုဖြစ်ရတာကိုလုံးဝမကြိုက်ပါဘူး။ Water ကလည်းလူပြင်ဖြစ်မဲ့ဆေးရည်ကိုမထုတ်ရသေးပါဘူး။မာစီရဲ့အဖွဲ့က Water အိမ်ကိုလာရှာတဲ့အတွက်သူတို့နှစ်ယောက်ဟာ Lance ရဲ့ကားနဲ့အမြန်ထွက်ပြေးကြရပါတယ်။ကားမောင်းတဲ့နေရာမှာခိုဘဝနဲ့မို့အခက်အခဲရှိပေမဲ့အံ့ဩစရာကောင်းလောက်အောင်လွတ်အောင်ပြေးနိုင်ခဲ့ကြပါတယ်။သူတို့နှစ်ယောက်ဟာယာကူဇာဂိုင်းချုပ်ကိုရှာဖို့မက္ကဆီကိုနိုင်ငံကိုသွားခဲ့ကြပါတယ်။ Lance ကခိုဖြစ်နေလို့ရန်သူတွေကသူ့ကိုတတိမထားမိပါဘူး။ဟိုတယ်မှာခီမူရာရဲ့အခန်းကိုရှာတွေ့ပေမဲ့တခြားခိုတငယ်ချင်းတွေကြောင့်ရှုပ်ထွေးသွားပါတယ်။ခီမူရာကအခန်းထဲမှာခိုလေးကိုမိသွားပေမဲ့ Lance ကသူ့လက်ကိုကိုက်ပြီးလွတ်အောင်ပြေးပါတယ်။ Water ရောက်လာပြီးခီမူရာကိုဆေးထိုးလိုက်တဲ့အတွက်ခီလန်ရဲ့အစီအစဉ်တွေကိုတီးလိုက်ရပါတယ်။ခီလန်ဟာဗင်နစ်မြို့မှာရှိတဲ့တရှိုတွေရဲ့အချက်လက်တွေကိုခိုးယူပြီးတရှိုအားလုံးကိုတက်ပြစ်ဖို့ကြံစီနေတာ။အဲဒီနောက်မှာတော့မာစီတို့အဖွဲ့ကသူတို့ကိုလိုက်မိသွားလို့ Water နဲ့ Lance တို့ဟာမရမကထွက်ပြေးရပြန်ပါတယ်။ Keelan ဟာသူ့ကိုကူညီတဲ့သိပ္ပံပညာရှင်ကိုတက်ပစ်လိုက်ပါတယ်။ Lance နဲ့ Water တို့နှစ်ယောက်ဟာ Venice ကိုရောက်သွားပြီး Water ကလူပြင်ဖြစ်မဲ့ဆေးကိုစမ်းသပ်ပေမဲ့မအောင်မြင်သေးပါဘူး။ Venice မှာ drone တွေကတရှိုတွေကိုစတင်တိုက်ခိုက်ပါတယ်။ Lance ကခိုဘဝနဲ့ drone နောက်လိုက်ဖမ်းရမှာသူဟာတကယ်ပြန်တန်းနိုင်တာကိုသိသွားပါတယ်။သူတို့ drone ကိုဖမ်းနိုင်ခဲ့ပေမဲ့ Keelan က Water ကိုဖမ်းပြီးချင်းချောက်ပါတယ်။ Water ကပါမုတ်အစနာတွေကိုတုံးပြီးခိုအိုကြီးကိုခေါ်လိုက်တဲ့အတွက်အဖမ်းခံရကနေလွတ်မြောက်သွားပါတယ်။ Lance ကဥတဥဥလိုက်တဲ့အတွက်သူဟာခိုမလေးဖြစ်နေတာကိုသိလိုက်ရပါတယ်။ဒါကဆေးဖော်ဖို့ကူညီပေးနိုင်နောက်ဆုံးမှာတော့ Water ကလူပြင်ဖြစ်မဲ့ဆေးကိုဖော်နိုင်ခဲ့ပြီး Lance ဟာလူပြင်ဖြစ်သွားပါအဲဒီနောက်မှာတော့
ခီလန်ကိုဖမ်းဖို့လန်စ်ဟာဝါတာရဲ့ကူညီမှုကိုညှင်းပယ်ပြီးတယောက်တည်းခီလန်စီကိုတွားခဲ့ပါတယ်။ခီလန်မှာ drone ထောင်ပေါင်းများစွာရှိနေတာကိုလန်စ်သိလိုက်ရပါတယ်။ခီလန်ကသူဘာလို့စိတ်ရုပ်ဖြစ်သွားလဲဆိုတာလန်စ်ကိုပြောပြပြီး drone တွေကိုလန်စ်ကိုတိုက်ဖို့လွှတ်လိုက်ပါတယ်။အဲဒီချိန်မှာပဲဝါတာနဲ့ခိုအုပ်စုရောက်လာပြီးမာစီတို့အဖွဲ့နဲ့ပူးပေါင်းက drone တွေကိုလင်းလက်နေတဲ့အမုံတွေရေခဲရောင်ကြီးတွေနဲ့တိုက်ခိုက်ပါတယ်။ခီလန်ဟာလန်စ်ရဲ့ရုပ်အသွင်ယူထားတာကိုလူတိုင်းမြင်သွားတဲ့အတွက်လန်စ်မှာအပြစ်မရှိတာကိုသက်သေပြနိုင်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ခီလန်ကထွက်ပြေးဖို့ကြိုးစားရမှာဝါတာကလိုက်ဖမ်းပါတယ်။ဝါတာကခီလန်ကိုကယ်ဖို့အတွက်သူ့ကိုယ်သူစတေးပြီး drone snit ကိုပိတ်လိုက်ပါတယ်။ဒါပေမဲ့လည်းကံကောင်းစွာနဲ့ပဲလန်စ်ကခိုအဖြစ်ကိုပြန်ပြောင်းပြီးဝါတာကိုကယ်တင်လိုက်နိုင်ပါတယ်။နောက်ဆုံးမှာတော့မာစီတို့ဟာခီလန်ကိုဖမ်းဆီးနိုင်ခဲ့ပါတယ်။လန်စ်နဲ့ဝါတာဟာအစပိုင်းမှာအထင်လွဲခံရပြီးအလုတ်ထုတ်ခံခဲ့ရပေမဲ့နောက်ဆုံးမှာတော့ကမ္ဘာလုံးဆိုင်ရာတရှိုဌာနရဲ့ခေါင်းဆောင်တွေအဖြစ်တာဝန်ပေးခြင်းခံရပြီးနှစ်ယောက်အတူပူးပေါင်းလှုပ်ဆောင်ဖို့သဘောတူလိုက်ကြပါတော့တယ်